အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကကြတော့ကျွန်တော်တို့ဒီ forex trading နဲ့ပတ်သက်ပြီးတော့ basically သိထားရမယ့်အချက်လက်တွေကိုကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့အရင်ဆုံးဒီ trading နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိရမယ့်အချက်လက်တွေဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့သိရမလဲဆိုတော့ financial market ကိုတော့ကျွန်တော်တို့ကသိရမှာပေါ့နော်အဲ့တော့ what is financial market တော့ financial market နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကနံပါတ်1ကဘာတွေရှိမလဲကျွန်တော် stock market တွေရှိမယ်နောက်တစ်ခုကကျတော့ currency market တွေရှိမယ်ကျွန်တော်တို့အခုလက်ရှိပေါ့နော် forex trading လိုမျိုးcurrency market တွေရှိမယ်နောက်တစ်ခုကကျတော့ bond market တွေရှိမယ်သူကကျတော့ low risk ဖြစ်တယ်low rewards ပေါ့နော် bond market တွေရှိမယ်ပေါ့ဒီလောက်သိထားရင်တော့ကျွန်တော်တို့အဆင်ပြေပြီအဲ့တော့ financial market နဲ့ပတ်သက်ပြီးတော့သုံးခုလောက်သိထားရင်တော့အဆင်ပြေပြီstock market ရှိမယ်ပြီးတော့ currency market ရှိမယ်ပြီးတော့ bond market ရှိမယ်ပေါ့နော် okay အဲ့တော့ဒီ trading ဆိုတာကကျတော့ကျွန်တော်တို့ဒီ bank တွေသွားကြမလို့ပဲ online နေပဲ currency ကိုရောင်းဝယ်လုပ်တဲ့ပုံစံပေါ့နော် market ကတော့ကျွန်တော်တို့1800ဝန်းကျင်လောက်မှာစပြီးတော့စပြီးတော့ဖြစ်လာတာပေါ့နော် okay အဲ့တော့ဒီ forex trading လုပ်မှာဆိုရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ trading account လုပ်မယ်ပေါ့နော်အဲ့ trading account ဘယ်ရမလဲဆိုတော့ကျွန်တော်တို့သက်ဆိုင်ရာကျွန်တော်တို့ယုံကြည်ရတဲ့ broker တွေစီကနေကျွန်တော်ရမယ်အဲ့တော့ account ကလည်း2မျိုးနှစ်ဆရှိမယ်ကျွန်တော် two types of trading account 2မျိုးရှိမယ်ဘာရှိမလဲဆိုတော့ကျွန်တော် real account ပေါ့ live account လို့ခေါ်ပါတော့ဟိုသူများပြောနေ live account တစ်ခုရှိမယ်နောက်တစ်ခုကကျတော့ demo account ရှိမယ် demo account ကကျတော့ကျွန်တော်တို့ဒီ forex trading ကိုစပြီးတော့လေ့လာတဲ့ beginner တွေအတွက်ကိုကျွန်တော်တို့ demo account ဖွင့်မယ်demo account ဖွင့်ပြီးအဲ့ဒီမှာ back testing တွေလုပ်မယ်စမ်းပြီးတော့ trader တွေပါလုပ်လို့ရတယ်ကျွန်တော်တို့ beginner ဘဝမှာဒီ demo account ကအရင်အရေးကြီးတယ် demo မှာပဲကျွန်တော်တို့က trade ပြီးတော့လေ့ကျင့်ရတာပေါ့နော်ပြီးတော့မှကျွန်တော် live account real account ကိုကျွန်တော်သက်ဆိုင်ရာbroker စီမှာကျွန်တော်တို့ယုံကြည်ရတဲ့ broker စီမှာဖွင့်ပြီးတော့မှတကယ်အဆင့်နဲ့ trade ကြတာပေါ့နော်အဲ့လိုပုံစံသွားရတယ်အဲ့တော့သုံးပြရမယ့် application ကကျွန်တော် MetaTrader 4ကျွန်တော်တို့ကသုံးတယ်ချို့က MetaTrader 5ကိုလည်းသုံးကြတာများတယ်ချို့ကျတော့ MetaTrader 4ကိုပဲသုံးကြတာများတယ်တော်တော်များများ MetaTrader 4ကိုလက်ရှိအသုံးပြုနေတာပေါ့နော်အဲ့တော့ forex market ဆိုတာဘာလဲ forex ဆိုတာဘာလဲဆို forex ရဲ့အရှိကောက်ကပြောရမယ်ဆိုလို့ရှိရင်for foreign exchange ပေါ့နော်နိုင်ငံခြားငွေကြေးတွေကိုကျွန်တော်တို့ရောင်းဝယ်လုပ်တဲ့ဟာ foreign exchange လို့ခေါ်တယ်တနည်းအားဖြင့်ဘာလို့ခေါ် FX လို့လည်းခေါ်တယ်တနည်းအားဖြင့် currency exchange လို့လည်းခေါ်ရပေါ့သူတွေမှာဘာတွေပါမလဲဆိုတော့ကျွန်တော်တို့ဒီ central bank တွေပါမယ်ကျွန်တော် government bank တွေပါမယ် speculator တွေပါမယ်နောက်တစ်ခုကကျွန်တော် institution တွေပါမယ် retail trader တွေပါတယ်ပေါ့နော်ကျွန်တော်တို့ဒီ retail trader တွေကဒီကမ္ဘာလုံးရဲ့ daily volume 20% လောက်ပဲရှိမှာပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်အဲ့တော့ဒီထဲမှာပါဝင်နေတာတကယ် heavily ဒီ central bank တွေ government bank တွေ speculator institution တွေ retail trader ကျွန်တော်တို့အသေးဆုံးလေးတွေ retail trader အထိအသေးဆုံးလေးပါမယ်ပေါ့နော်အဲ့တော့အဲ့နေပြီးတော့ကျွန်တော်တို့ကဒါဆိုလို့ရှိရင်ဒီ forex ပတ်သက်တဲ့ပေါ့နော်ဒီ forex trading ဆိုတာဘာလဲဆိုတာကိုကျွန်တော်တို့သိမိချင်ပါတယ်အဲ့တော့ forex trading မှာပါတဲ့ကျွန်တော်တို့ account တစ်ခုဖွင့်မယ်ဆိုလို့ရှိရင်အဲ့ account ထဲမှာပါတဲ့times အခေါ်အဝေါ်လေးကိုကျွန်တော်ပြောပြပေးချင်ပါတယ်အဲ့ဒီအခေါ်အဝေါ်လေးတွေကဘာရှိမလဲဆိုတော့ပထမဆုံးကြတော့ကျွန်တော်spread ကိုပြောရမယ်ပေါ့နော် SPREAD spread ဆိုတာကကြတော့ဘာလဲဆိုတော့ကျွန်တော်ရောင်းဈေးနဲ့ဝယ်ဈေးကြားကွာခြားချက်ကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ different between buy and sell price ပေါ့နော်ရောင်းဈေးနဲ့ဝယ်ဈေးကြားကွာခြားချက်ကိုကျွန်တော် spread ကိုခေါ်တယ်ဗျokay အဲ့တော့ spread အကြောင်းသိပြီဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ base ကိုထပ်သွားအောင်အဲ့တော့ base ဆိုတာကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီ price တစ်ခုကအမြင့်တက်တယ်ကျတယ်ကြားကိုကျွန်တော်တို့ကအတက်အကျကြားမှာရှိရဲ့ပမာဏပေါ့နော်တန်ဖို့ကိုကျွန်တော်တို့က base လို့ခေါ်တယ်ဗျအဲ့တော့ဆိုလိုတာကကြတော့ဆိုလိုတာ for example အနေနဲ့ 1.0040 မှာ order ဝင်ပြီးရင်နောက်ထပ် 1.0041 မှာလက်ရှိရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒါ1 page တက်သွားတယ်လို့ခေါ်တာပေါ့နော်ဥပမာကိုကကြတော့ 1.0040 မှာဝယ်တယ်ပြီးတော့ 1.0045 မှာပြန်ရောင်းလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်5 page မြတ်သွားတာပေါ့နော်အဲ့ဒါကိုဆိုလို့ရပါ page ဆိုတာလीအဲ့တော့page ဆိုတာဒသမနောက်ကကျွန်တော်တို့ကဏ္ဍ9လုံးမြောက်ကိုထပ်တက်လို့တော့မရဘူးကဏ္ဍ4လုံးမြောက်ကိုပဲထပ်တက်ရမှာ4 digit ဖြစ်တယ်ဟုတ်ပြီနော်နောက်တစ်ခုကကျတော့ position size ဆိုတာ lot size အရောင်းဝယ် position size ဆိုတာက lot size ဆိုတာအရောင်းဝယ်လုပ်တဲ့ပမာဏကိုပြောချင်တာအဲ့တော့ lot size ကကြတော့ကျွန်တော်တို့သိရမှာကကျွန်တော်3မျိုးရှိမယ် micro lot ရှိမယ် mini lot ရှိမယ် standard lot ရှိမယ် micro lot ဆိုလို့ရှိရင် 0.01 ဟုတ်ပြီနော်ဒေါ်လာ1000ပေါ့ဗျာmini lot ဆိုလို့ရှိရင် 0.1 ဒေါ်လာ1000 standard lot ဆိုရင်1 lot ပေါ့နော်1 lot ဆိုဒေါ်လာ3000ပေါ့နော်အဲ့လိုမျိုးခေါ်တာပါဒါ position size lot size ပေါ့ရောင်းဝယ်လို့တဲ့ပမာဏကိုဆိုလိုတာပေါ့အဲ့တော့အဲ့ position size ကလည်းကျွန်တော်တော်တော်အရေးကြီးပါတယ် position size မှားတွက်လို့တော့မရဘူးပေါ့နော်အဲ့ဒါလေးတစ်ခုရှိတယ်နောက် video ညမှာကျွန်တော် position size အတွက်နည်းကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ဟုတ်လောလောဆယ်နောက်တစ်ခုကကျတော့ margin ဆိုတာကပြောရမယ်ဆိုလို့ရှိရင် show money ဆိုပုံစံမျိုးပေါ့နော်lot size တစ်ခုဖွင့်ရန်အတွက်ကျွန်တော်လိုအပ်တဲ့ပမာဏငွေပမာဏ position size
တွက်ပြီးတော့ထပ်လာ margin လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ဆိုလိုတာ loss side တခုဖွင့်ဖို့အတွက်လိုအပ်တဲ့ငွေပမာဏလို့ပဲမှတ်ထားလိုက်ရင်ကျွန်တော်တို့ရပြီပေါ့နော် okay နောက်တစ်ခါကျ leverage နဲ့ပတ်သက်ပြီးတော့ကျွန်တော် video လက်တင်ထားပြီးသားပါအဲ့တော့ leverage ကဘယ်ရလဲဆိုတော့ကျွန်တော်တို့ဒီ broker ကနေပြီးတော့ provide လုပ်တာပေါ့နော်ဥပမာဆိုတော့ကျွန်တော်တို့ဒေါ်လာ1000ပဲဒေါ်လာ1000ပဲပေး1 lot ကိုအရောင်းဝယ်လုပ်ခွင့်ပေးမယ်ဆိုပြီးပြောတော့အဲ့ဒါ leverage လို့ခေါ်တယ်ဆိုတော့ကဒေါ်လာ1000သွင်းပြီးတော့ဒေါ်လာ3,000ဘူး1 lot ဘူးအရောင်းဝယ်လုပ်ခွင့်ရတာကိုကျွန်တော် leverage ယူရလို့ခေါ်တယ် leverage ကယူတာတော့ကောင်းတယ်ဒါပေမဲ့အပြည့်အဝကျွန်တော်တို့သုံးလို့အဆင်မပြေဘူးပေါ့နော်အပြည့်အဝသုံးလို့မရဘူးနောက်တစ်ခုကကျတော့ balance လို့ခေါ်တယ် balance ဆိုတာကကျွန်တော်တို့ account side ကျွန်တော်တို့ account ထဲမှာရှိတယ်ကျွန်တော်တို့ရဲ့ငွေပမာဏပေါ့နော်အဲ့ဒါလေးရှိမယ်နောက်တစ်ခုကကျတော့ equity ဆိုတာကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့အဲ့ဒီမှာ forex trading လုပ်တဲ့အခါမှာအဲ့ဒီအသုံးလေးတွေကျွန်တော်တို့ကသိလာမှာဖြစ်ပါတယ်အဲ့တော့ equity ဆိုတာကအရှုံးမြတ်ကိုကျွန်တော်တို့ကပေါင်းပြီးသားနှုတ်ပြီးသားဟိုမှာကျန်တဲ့ price ကို equity လို့ခေါ်တာပါနောက်တစ်ခါကျတော့ free margin ပေါ့နော် free margin ဆိုတာ order လုပ်ချင်ကျွန်တော် free margin တွေကနှုတ်ပြီးတော့သုံးရတယ်အဲ့လိုမျိုးပုံစံပြောနောက်တစ်ခါကျတော့ TB ကတော့တည်ပြီးသားပါတအားရင်းနှီးပြီးသားဖြစ်နေမှာပါ TB ကကျတော့ကျွန်တော် take profits လို့ခေါ်တယ်မိမိအမြတ်ယူရမယ့်နေရာကို TB လို့ခေါ်တာပါဥပမာ trade set တစ်ခုဝင်လိုက်တယ်ဆိုတော့ကျွန်တော်တို့အမြတ်ဘယ်နေရာမှာယူမလဲဆိုတော့သတ်မှတ်လိုက်ပြီအဲ့ဒါဘာလို့ခေါ်လဲဆိုတော့ကျွန်တော် TB လို့ခေါ်တယ်နောက်တစ်ခါကျတော့ stop loss လို့ခေါ်တယ် stop loss ကလည်းကျွန်တော်ရင်းနှီးပြီးသားဖြစ်မှာပါအဲ့ဒီနေရာမှာအရှုံးခံမဲ့ပမာဏကိုကျွန်တော်ကထားလိုက်တာပါကျွန်တော် trade set တစ်ခုဝင်ဘယ်နေရာရောက်ရင်တော့ကျွန်တော်တို့ဘယ်လောက်ပမာဏတော့အရှုံးခံမယ်ဆိုတဲ့ပမာဏကိုအဲ့ဒါဘာခေါ်လဲဆိုတော့ကျွန်တော်တို့ stop loss ဟိုရှိမှာကျွန်တော်တို့မှာအမြဲတမ်း trade တစ်ခုလုပ်ပြီးဆိုလို့ရှိရင်ကျွန်တော် exit plan ရှိရမယ်ဘယ်နေရာမှာအမြတ်ဘယ်နေရာမှာရရင်ရက်မယ်အရှုံးဘယ်နေရာမှာရောက်ရင်ရှုံးမယ်ဆိုတဲ့ကျွန်တော် exit plan ဆိုတာတော့ရှိရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုဒီ order type တွေနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်တော့အခုလက်ရှိဆိုလို့ရှိရင် order type နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကျွန်တော်အကြမ်းမြင်ပြောပြပေးမယ် order type မှာဆိုလို့ရှိရင်ကျွန်တော် market execution ဆိုတာရှိတယ်အဲ့တော့ buy sell လုပ်မယ် order တစ်ခုဖွင့်မယ်ဆိုလို့ရှိရင် market execution နဲ့လုပ် market execution နဲ့လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲ market price နဲ့ပဲရောင်းဝယ်လုပ်လက်ရှိဈေးတန်းမှာပဲရောင်းဝယ်လုပ်တာကိုကျွန်တော်တို့က market execution လို့ခေါ်တယ် market price နဲ့ပဲရောင်းဝယ်လုပ်တာလို့ခေါ်တယ်နောက်တစ်ခုကကျ pending order တွေလည်းပေးလို့ရတယ် stop order တွေရှိ buy stop order တွေရှိမယ်ဟိုက buy stop order ဆိုတာကြဘာလဲဆိုတော့ကျွန်တော်လက်ရှိဈေးမှာမဝယ်ဘဲနဲ့အပေါ်ဈေးတနေရာရောက်မှဝယ်တာကိုကြတော့ buy stop လို့ခေါ်တယ်နောက်တစ်ခုကကြတော့ကျွန်တော် sell stop ဆိုတာကလက်ရှိဈေးတန်းမှာမရောင်းမဲနဲ့ကျွန်တော်အောက်ဈေးတနေရာရောက်မှရောင်းဝယ်လုပ်မယ်လို့ဆိုလိုတာပါဟုတ်ပြီနော်အဲ့ limit order ဆိုတာလည်းအဲ့တိုင်းပဲ buy limit လက်ရှိဈေးမှာမဝယ်ဘဲနဲ့အပေါ်ဈေးလေးစောင့်ပြီးတော့အဲ့နေရာကျမှဖြတ်ပြီးတော့ဝယ်တဲ့ပုံစံကိုပြောတာပါနောက်တစ်ခုကကြတော့ sell limit ဆိုတာလည်းအဲ့တိုင်းပဲလက်ရှိဈေးမှာမရောင်းမဲနဲ့ဈေးနည်းနည်းပြန်တက်တဲ့အချိန်မှာရောင်းမယ်လို့ကျွန်တော်ကဆိုလိုတာပါ okay နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဟာတွေပြောပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ trading နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဟိုအကြောင်းလေးပေါ့နော်တိုင်းစုံလေးပေါ့နော်တိုင်းစုံအကြောင်းလေးကိုကျွန်တော်တစ်ချက်လေးရှင်းပြချင်ပါတယ်နော်အဲ့တော့ beginner trader တိုင်းကမဖြစ်မနေတည်ထားရမယ်ကျွန်တော်တို့ဒီman to fry ပေါ့နော်ဈေးကွက်အနေထားနဲ့ trading time တွေကိုကျွန်တော်မျှဝေပေးကြပါတယ်အဲ့တော့ကျွန်တော်မြန်မာစံတော်ချိန်နဲ့ပဲတွက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာစံတော်ချိန်အရာကျွန်တော်ဈေးကွက်ဖွင့်တဲ့အချိန်နဲ့ပိတ်တဲ့အချိန်တွေရှိတယ်အဲ့ဒီအချိန်မှာဘယ်အချိန်တွေကဘယ်လိုvolume များလဲဘယ်အချိန်တွေက trade လုပ်ကောင်းလဲဆိုတဲ့ပုံစံလေးကိုကျွန်တော်ဒီမှာအကြမ်းမြင်မျှဝေပေးကြပါတယ်အဲ့တော့ကျွန်တော်မြန်မာစံတော်ချိန်4နာရီကနေပြီးတော့မနေ့4နာရီကနေပြီးတော့12နာရီကြားမှာဆိုလို့ရှိရင်ကျွန်တော် set နေ session ရှိတယ်ဗျဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဒီမြန်မာစံတော်ချိန်6နာရီကနေပြီးတော့ကျွန်တော်2နာရီချားမှာဆိုလို့ရှိရင် Tokyo session ရှိမယ်မနေ့6နာရီကနေပြီးတော့2နာရီကြားပေါ့နော်နောက်တစ်ခုကကြတော့မြန်မာစံတော်ချိန်2နာရီကနေပြီးတော့10နာရီကြားမှာဆို London session ရှိမယ်နောက်တစ်ခုကကြတော့မြန်မာစံတော်ချိန်9နာရီကနေပြီးတော့3နာရီကြာမှဆိုလို့ရှိရင်ကျွန်တော်တို့က New York session ရှိမယ်အဲ့တော့ Monday Friday ဈေးကွက်ဖွင့်တာမှန်ပေမဲ့ကျွန်တော်တို့ကအချိန်တိုင်းတော့ကျွန်တော်တို့ရောက်ဝယ်လုပ်လို့တော့မရဘူးသူ့ရဲ့ price action နဲ့ကျွန်တော်တို့ candle confirmation တွေယူပြီးတော့မှဒါကျွန်တော်တို့ကအရောက်ဝယ်လုပ်လို့ရတယ် okay အဲ့တော့ကျွန်တော်တို့ Monday Friday ပေါ့ Monday Friday ဆိုတော့ဘယ်ရက်တွေမှာကျွန်တော်တို့ရောက်ဝယ်လုပ်ရင်ပို့ပြီးတော့အဆင်ပြေတယ်ပို့တင်တော့မယ်ဘယ်ရက်တွေကတော့ risk name လဲ risk များမလဲဆိုတာကိုကျွန်တော်အကြမ်းမြင်လေးရှင်းပြပေးချင်ပါတယ်အဲ့တော့တနင်္လာနေ့မျိုးမှာဆိုလို့ရှိရင်ကျွန်တော် volatility နဲ့တယ်ဈေးကစဖွင့်လာတဲ့ဖြစ်တဲ့ကြောင့် market direction ကိုကျွန်တော်တို့ကောင်းကောင်းမမြင်ရသေးဘူးပေါ့နော်နောက်တစ်ခုကကျတော့ market correction day ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ trader အများစုကကျွန်တော် analysis အတွက်ပဲကျွန်တော် focus လုပ်နေဒီလိုနေဘူးကကျွန်တော်တို့က trade ကိုတော့မဝင်ဘူးပေါ့နော်ကျွန်တော်တော်တော်များများ trader တွေက
ဒီ Monday မှာကျွန်တော် trade ဝင်ကြအောင်ပေါ့နော်နောက်တစ်ခုကကျတော့ အင်္ဂါနေ့မှာဆိုလို့ရှိရင်ပါလဲပေါ့အင်္ဂါနေ့မှာဆိုလို့ရှိရင်ကျွန်တော် liquidity တိုးလာမယ်အဲ့ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော် trade opportunity တွေတော်တော်ရနေပြီပေါ့နော်ရနေပြီ trader တွေတက်တော့ position တွေမြင်လာမယ်technical trading တွေကျွန်တော်တို့တိုးလာမယ်ပေါ့နော်အဲ့တော့ swing trader တွေစပြီးလုပ်လို့ရတဲ့ရက်ဖြစ်တယ်အဲ့ဒီရက်ကကြတော့ဒီလိုနေမျိုးမှာဆိုလို့ရှိရင်ကျွန်တော် day trader တွေအနေနဲ့လည်းကျွန်တော် order တွေစပြီးတော့ဝင်ကြပြီပေါ့နော်သူ market action နဲ့ဒီ candle တွေတွေ့ခဲ့သည်ရှိတော့ကျွန်တော်တို့ order တွေစပြီးတော့ဝင်ကြပြီပေါ့နော်နောက်တစ်ခါကျတော့ one less day မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဈေးကွက်လှုပ်ရှားမှုအများဆုံးနေ့တစ်ရက်လည်းဖြစ်တယ်အရေးကြီးသတင်းတွေလည်းကျွန်တော်ထွက်တယ်နောက်တစ်ခါကျတော့ pattern တွေအနေနဲ့ဆိုရှင် reversal တို့ continuation pattern တွေအဲ့ဒီနေ့မှာအများစုကျွန်တော်တို့ polish ရှိတယ်အဲ့ဒီနေ့မှာလည်းကျွန်တော်တို့ကtrade action တွေယူကြလိမ့်ရှိတယ်နောက်တစ်ခါကျတော့ charter break ပေါ့နော် charter break နေ့မှာကျတော့ trader တွေကကျတော့ဒီ Friday ရဲ့beef move မတိုင်ခင်ကြိုတင်စီစဉ်ရတဲ့ရက်ဖြစ်တယ်အဲ့တော့ spend money တွေကလည်း position sizing positioning လုပ်တဲ့ရက်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီရက်ကလည်းကျွန်တော် trade ဖို့အကောင်းဆုံးရက်ဖြစ်တယ်နောက်တစ်ခါကျတော့ Friday ပေါ့နော် Friday ကကျတော့ကျွန်တော်တို့နည်းနည်းသတိထားမယ့်ရက်ဖြစ်တယ်ဒီဘက်စာပိတ်ရက်ပေါ့နော်ဒီဘက်စာပိတ်ရက်နောက်တစ်ခါကျတော့ profit taking action ယူရဲ့ရက်တွေဖြစ်တယ်လာတလာရဲ့ကျွန်တော်တို့ပထမဦးဆုံးတောက်ကြမှာဆိုလို့ရှိရင်non fan payroll ရှိတယ် non fan payroll မှာရှိတဲ့ရက်ဖြစ်တယ်အရေးကြီးတဲ့ data များထွက်တဲ့ရက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ weekend ရောက်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနေ့ကိုကျွန်တော်တို့အထူး use ဆိုင်ပြီးတော့ကျွန်တော် trade action ယူရပါမယ်အဲ့တော့တနင်္လာနေ့မှာဆိုလို့ရှိရင်ကျွန်တော်စနေနေ့ဆိုရင်တော့ market ကပိတ်ပြီပေါ့နော်အဲ့တော့တနင်္လာမှာဆိုလို့ရှိရင်ကျွန်တော် beginner trader တော်တော်များများကြတော့ဒီရက်တွေကိုမသိတဲ့အတွက်ကြောင့်ကျွန်တော်ရန်ကုန်မှာကျွန်တော်တို့ဒီ trade action ယူတက်ကြတယ်ပေါ့နော်trade action ယူတက်တယ်ဈေးကတနင်္လာနေ့ဖွင့်ပြီဆိုတာနဲ့ကျွန်တော်တို့ဘယ်လိုမျိုးtrade action ရမလဲဘယ်ကနေဘယ်လိုစ trade ရမလဲဆိုတာချောင်းနေကြပြီပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကတော်တော်များများအရှုံးနေရင်ဆိုင်ကြရမှာပေါ့နော်အဲ့ဒီချက်တွေကြောင့်ပဲကျွန်တော်တွေ့ကြုံရှိတဲ့ trader professional trader တော်တော်များများကတော့အဲ့ဒီတနင်္လာနေ့ကို market correction day လို့ခေါ်တယ်ပြီးတော့အဲ့ entry မဝင်ကြဘူးပေါ့နော်နောက်တစ်ခါကျတော့တောက်ကြနေလိုမျိုးဆိုလို့ရှိရင်လည်း entry ဝင်ဖို့ကိုတော်တော်စဉ်းစားကြတယ်ကျွန်တော်ဒီ weekend ရောက်တဲ့နောက်ဆုံးရက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် emotion ကလည်းများတတ်တယ်နောက်ဆုံးရက်ဈေးကမပိတ်ခင်ဈေးကိုမကြည့်ဘဲနဲ့ကျွန်တော် order စုဝင်တယ်အခက်မသိအဲ့တပတ်လုံးကျွန်တော်တို့ရှာထားတဲ့အင်္ဂါနေ့ကနေစပြီးရှာထားတဲ့ပတ်စံကကျွန်တော်တောက်ကြနေမှာပြန်ပါသွားကြတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့တော့တောက်ကြနေမျိုးဆိုရင်ဈေးကလာရမမှန်ဘူးကျွန်တော် technical အရာလည်းဆုံးဖြတ်ရတာမလွယ်ဘူးအဲ့ကြောင့်တောက်ကြနေရကြတော့ risk မယူသင့်တဲ့နေပါ trade လို့တော့ရတယ်ကျွန်တော်တို့အရင်ကြီး risk ယူပြီးတော့မကောင်းဘူးပေါ့နော်အဲ့တော့ trading လုပ်တဲ့အခါမှာအကောင်းဆုံးရက်ကဘာဖြစ်မလဲဆိုတော့ကကျွန်တော်တို့အင်္ဂါရဲ့ဗုဒ္ဓဟူးရဲ့ကြာတာ break ရဲ့ပေါ့နော်ကြာတာ break ရဲ့တောက်ကြနေရတော့ trade ရှင်နဲ့ trade လို့ရတယ်ဒါပေမဲ့ risk တော့အရင်ယူလို့မကောင်းဘူးပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီလောက်ဆိုလို့ရှိရင်ဒီ forex trading နဲ့ပတ်သက်ပြီးတော့ basically အရာဒီအခေါ်အဝေါ်လေးတွေအသုံးအနှုန်းလေးတွေနဲ့ကျွန်တော်တို့ဘယ်လိုနေ့တွေမှာကျွန်တော်တို့ဘယ်အချိန်တွေမှာဘယ် session တွေရတော့ရှိတယ်ဟုတ်ပြီနော်ဘယ်အချိန်တွေမှာဘယ် Saturday session လား Tokyo session မှာ trade မလား London session မှာ trade မလား New York session မှာ trade မလားဆိုတာလေးကိုလည်းကျွန်တော်တို့မြန်မာစံတော်ချင်းနဲ့တည်သွားမယ်ဟုတ်ပြီနော်နောက်တစ်ခါကျတော့ဘယ်လိုရက်တွေမှာ order ဝင်တင်လဲဘယ်လိုရက်တွေမှာrisk နည်းပြီးတော့ဘယ်လိုရက်တွေမှာကျွန်တော် trade action မယူသင့်ဘူးလဲဆိုတော့အကြမ်းမြင်နားလည်မယ်လို့ယူဆပါတယ်ကျွန်တော် YouTube channel လေး like and subscribe လုပ်ပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်